Hello, vlog ရမတင်လာကြတဲ့ vlog ပိုင်းရှုံးပါဒီတစ်ခါ vlog ကတော့ရှုံးငွေဆောင်သွားခဲ့တဲ့ဟာလေးကို vlog လုပ်ထားတာပေါ့နော်ရှုံးဒီတစ်ခါမှတော့ center point မှာတည်ခဲ့ပါတယ်center point မှာကလည်းလူရဲများတော့ဘန်ကလိုမရတာနဲ့ရှုံးတို့ဒီ building မှာပဲပေါ်တည်ခဲ့ပါတယ်building မှာကိုကားကအသွားပြန်ကိုမှတယောက်ကို2,9,200ပဲကြပါတယ် budgetless ဖြစ်တဲ့ရှုံးတို့ကတိုးနေသွားတာပေါ့နော် YOLO ကနေပြီးတော့ package ဝယ်လိုက်တာပါပုံမှန်ချိန်ထက်စောပြီးရောက်သွားတော့ကန်းကြီးကိုဆော့ဆော့ဆင်ပါတယ်တညနေလုံးရေပိုင်းဆော့ပြီးသွားတော့ရှုံတို့ညဘက်တင်တာထွက်စားရပေါ့နော်ရှုံတို့ကမနေ့ပိုင်းတော့ကတော့ချက်ဖို့စားတယ်ညနေဘက်ကိုတော့ကျွန်တော် M3 မှာသွားစားပါတယ်ကျွန်တော်ဒီ ice star ကိုပထမဆုံးစမ်းစားမှာပေါ့နော်တခါမှမစားဘူးကိုပထမဆုံးစမ်းစားမယ်ဒီဟာကတစ်ကောင်ကို1000တန်ပေါ့နော်1000တန်ရှိတယ်8500တန်ရှိတယ်9500တန်ရှိတယ်ကျွန်တော်1000တန်ကိုစမ်းပြီးတော့စားပါမယ်ပထမဆုံးစားဖို့တဲ့ experience အနေနဲ့ကတော့လက်လုံလားမသိဘူးပေါ့နော်လုံးဝမညှိဘူးအရင်စားကောင်းတယ်သူကတခါတည်းပိုင်းပေးထားတော့အပိုင်းလေး3ပိုင်းရတယ်ကျွန်တော်မဝါနဲ့အကောင့်ကြီးတစ်ကောင်ထပ်ပြီးတော့မှာတာသူဆိုလို့ရှိရင်4ပိုင်းတောင်ရပါတယ်ဒီနောက်လေးစားပြီးဆိုတော့ဟိုတယ်ပြန်ပြီးတော့ရေကူးကန်ပေးမှာခဏနာပြီးတော့ day 1လေးရပြီးသွားပါပြီဒါတော့ day 2 မနက်ပါday 2မှာကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်း3ကျွန်းပတ်ပါမယ်ကျွန်း3ကျွန်းပတ်မယ်နောက်ဆုံးကျွန်းမှာ snorkeling လုပ်ပါမယ်အခုကျွန်း3ကျွန်းကိုသွားဖို့အတွက် speed boat စီးရမှာပါပရောင်းဆုံးရောက်တဲ့ကျွန်းကငှက်ကျွန်းပါဒီငှက်ကျွန်းရဲ့အဓိက point ကဘာလဲဆိုလို့ရှိရင်ဒီအပေါ်ကိုတက်ပြီးတော့တပုံလေးရိုက်ကြတာပေါ့နော်ရှုခင်း view လှလှလေးတွေရှိတယ်အမှ photo spot တွေအများကြီးရှိတယ်ရှုံးကတော့မလိုက်သွားဘူးအပေါ်လည်းမတက်ဘူးရှုံးဒီအောက်မှာပဲရေလေးတွေလည်းအရင်ကြည့်တော့အောက်မှာပဲကြံခဲ့ပြီးတော့ photo လေးတွေရိုက်တယ် video လေးတွေရိုက်ပြီးတော့အောက်မှာပဲကြံခဲ့ပါတယ်မြင်ခဲ့ရတဲ့ကျွန်းတွေကလိတ်ကျွန်းပေါ့နော်အဝေးကနေကြည့်လို့ရှိရင်ဒီလိတ်ပုံစံလေးဖြစ်နေတာပေါ့နော်ရှုံးစီမှာတော့တေချာတော့မပေါ်ဘူးလိတ်ကျွန်းကိုပတ်ပြရတယ်ပြီးတော့ကျွန်းရရှည်လဲပတ်ပြရတယ်ပေါ့နော်ပြီးတာနဲ့ရှုံးတို့ဒီ snorkeling လုပ်မဲ့နေရာကိုတန်းသွားပါတယ်ဒါက snorkeling လုပ်နေကြတာပေါ့နော်ရှုံးတို့ snorkeling လုပ်ဖို့အတွက်အဲ့ကျွန်းသားလေးမှာရက်ပြီးတော့ snorkeling လုပ်ကြပါမယ် snorkeling လုပ်တဲ့နေရာလေးရေကတော်တော်ကြည်တာအရန်ကြည်တာပြာလှဲ့ပြီးတော့ကြည်တောက်နေရောပဲရှုံးဆိုလို့ရှိရင်ပုံမှန်ဆိုရေမကူးတတ်ပါဘူးရေမကူးတော့ဆိုတာဟိုနည်းနည်းပပတော့ကူးတတ်တာပေါ့နော်ဒါပေမဲ့ live jacket နဲ့ပဲအဲ့လိုမျိုးပက်လက်ကြီးအရန်လာတယ်ရေကူးမြက်မှန်နဲ့လေရေငုပ်ကြည့်တဲ့အခါမှာအောက်မှာလေငါးတွေအများကြီးပဲအရန်လာတယ်ကြည်တောက်ပြီးတော့လေတော်တော်လေးတော်မိုက်တာပါဒါရှုံးဟာ live jacket မပါဘဲနဲ့ရေငုပ်ပြီးရေငုပ်ကြည့်ရပေါ့နော်ပြီးတော့ဒီသူတို့ GoPro လေးနဲ့လည်းဗီဒီယိုရိုက်ပေးပါတယ်Day 2ညနေမှာတော့ကျွန်တော် e-bike ငှားပြီးတော့ Judge Clark နာကဂျပန်ပုံစံလေးပေါ့နော်ဂျပန် style ရှိတဲ့နေရာလေးကိုသွားပြီးတော့တပုံသွားရိုက်ပါတယ်ပြီးတော့ညနေဘက်ရေထက်ကစားပြီးတော့နားပါတယ်နောက်နေ့မနေ့ကျတော့ပြန်ပါပြီဒီ vlog လေးကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်